တရားကောင်းတဲ့နေရာမှာနှမျိုးရှိစာပေဘုဒ္ဓနဲ့ပြည့်ပြည့်ဝဝကျမ်းဂန်အထောက်ထားနဲ့ဟောပြောကောင်းတဲ့ပုဂ္ဂိုလ်တွေရှိသလိုမိမကြိုက်ဟောပြောကောင်းတဲ့ဘုန်းကြီးတွေလည်းရှိမြန်ဘုန်းကြီးကျင်တော့မိမကြိုက်ဟောဘာလို့ယောက်ျားတွေကတိတ်မလူဘူးမိမတွေကြိုက်မှလူရတာအဲ့ဒါတကယ်ပြောတာဒါပေမဲ့ဒီလိုဟိုတော့ကပါတော့ရှင်းဥဒ္ဓမကျော်လာပါလားနာမည်ကြီးလိုက်တယ်လေဟုတ်တယ်မလားရှင်းဥဒ္ဓမကျော်လို့ပါတယ်သူတို့မိမကြိုက်ပြောလိုက်ပြီဆိုရင်မိမတွေကျွေးဆင်းသွားလားသူတို့ပြောတာပေါ့လေနော်အဲ့ဒါပြီးတော့ညှို့တန်လေးတွေနဲ့ဟောမှာပေါ့ဗျာဟုတ်လားသဘောကျအောင်ပေါ့ဗျာဟောတာပေါ့ဗျာဒါမျိုးတွေကမခက်ပါဘူးပလီတက်ရင်ရပါတယ်ပလီတက်ရင်ရတယ်နော်အဲ့ဒါလေးတွေရတယ်ဒါပေမဲ့စာနဲ့ပေနဲ့အထောက်ထားနဲ့တကယ်ကိုဟောလိုက်တဲ့ပုဂ္ဂိုလ်ဟောပြောကောင်းတဲ့အတွက်နားထောင်တဲ့သူမှာအသိပညာဘုသူဒ္ဓတွေတိုးသွားတယ်အလေးကျင့်ကောင်းတဲ့ရသွားတယ်ဆိုရဲဟာမျိုးကြီးရှားတယ်အဲ့လိုမျိုးဒီဘာဂရိကကျရှားတယ်တပည့်တော်တို့ဟိုတော့ကမြောက်ဝတီဆရာတော်ဘုရားကြီးဆိုတာရှိတယ်တရားဟောလဲကောင်းစာရေးလဲကောင်းမြောက်ဝတီဆရာတော်ကြီးကနှစ်200နီးရှိပြီစကိုင်းနောက်တော့လူထွက်သွားတယ်ဆရာတော်ကြီးတက်တော့80နီးမှဘာကြောင့်တော့လဲမသိဘူးအဲ့တော့သူဆရာဟောတရားဟောလဲကောင်းတယ်စာရေးလဲကောင်းတယ်တော်ကောင်းလို့ဘုသူတ္တတွေကြွယ်ခြင်းနဲ့ဆိုရင်ပေါ့ဗျာအရက်တကားနဲ့ပြောရင်ကြွယ်ခြင်းစာများဖတ်ရတယ်စာမဖတ်ရတဲ့တော့ကြွယ်လို့ရဘူးနော်ရပါမလားမရဘူးတရားဟောကောင်းတယ်ဆိုတာရှင်များစကားပြောတာလေတရားဟောတာလည်းစကားပြောတာပဲမဟုတ်လားစကားပြောတာလေဖះရဲ့စကားကိုငှားသုံးတယ်အဲ့ဒါတွေကိုလူတွေနားလဲအောင်လောကရဲ့စကားတွေနဲ့ပေါင်းထပ်ပြီးပြောတာလေဖះစကားတက်နဲ့တင်လူတွေနားမလဲဘူးအကုန်လုံးဟုတ်မလားအဲ့ဒါကိုလောကစကားနဲ့သူခေတ်လိုက်ကိုင်းကြီးအောင်လောကစကားနဲ့တွေ့ရလို့အဲ့ဒီမှာလဲပိဏံဆရာတော်ဘုရားကြီးရဲ့အဆုံးအမတစ်ခုရှိတယ်လောကလည်းမပြင်းစေနဲ့ဓမ္မလည်းမယွင်းစေနဲ့တဲ့ဒီလိုတတိတုကအကြောင်းမှာစီဝိတက်တော်ဆရာတော်ကြီးပြောတာဒီတော့အသက်ဆွဲအောင်မှတ်ထားပြန်လည်တော်မူသောပါပြီဆရာတော်ဘုရားကြီးလောကလည်းမပြင်းစေနဲ့ဓမ္မလည်းမယွင်းစေနဲ့ခုနကဘုန်းကြီးတွေလောကရဲ့အကြောင်းတွေဘာကြောင့်လူတွေညှို့သွားတာဆိုဘုန်းကြီးတွေပြင်းနေလို့ conservative ပေါ့ရှေးရိုးဆွဲတဲ့စိတ်တွေများနေလို့ဟိုတပည့်တော်မကြည့်နဲ့လို့ပြောနေတာဘုံတော့ခစ်ကိုတပည့်တော်ဒီလိုပဲသုံးသက်တယ်ဒါတပည့်တော်သုံးသက်ခွင့်ရှိဆိုအင်္ဂလိပ်ကအဲ့ဒီအချက်ကိုမြင်တယ်ခွက်တိဓာတ်တိချပါဒီလိုခွက်ထုတ်ခံလိုက်ရတယ်ဘုန်းကြီးပညာရေးတဲ့အခုတပည့်တော်မနေ့ကပြောပြီလေရှင်များတို့ဘိဝန္တာပဲရပါပဲရလူထွက်ရှင်များတို့ဘိဝန္တာပွဲနဲ့တွားပြီးအလုပ်လျှောက်လို့ရလားဒလဝင်တော့ဖြစ်မှာပေါ့ဒလဝင်တော့ရရင်ရတယ်လေပညာမလိုဘူးလေဟုတ်တယ်မလားအဲလူကစာမတက်ဘူးရှင်များတို့သေဘုံတော်မတက်ဘူးနော်တက္ကသိုလ်ပွဲရဆိုပြီးတော့ခံတယ်အဲ့ဒါပြောတာတပည့်တော်မခံကျင်တာတွေအဲ့ဒါတွေရှိရလေဆိုတဲ့အခါတပည့်တော်တို့ကလောကီနဲ့ပါပေါင်းဆက်ပြီးတော့တပည့်တော်တို့အတိတွေဖွံ့ဖြိုးအောင်တိုးတက်အောင်လုပ်ထားဖို့လိုတယ်အဲ့ဒါတွေပါဖို့လိုတယ်ဗျာနော်တပည့်တော်တို့ကတာတယ်ဆိုတဲ့အတိနေဖို့လိုကင်တာတော့အဲ့တော့လောကလည်းမပြင်းစေနဲ့ပြင်းလိုက်တာနဲ့နောက်ကောက်ကျသွားအလဲထိုးခံလိုက်ရတယ်စီးပွားပြင်ဆွဲထုတ်ခံလိုက်ရတယ်တပည့်တော်တို့ဘုန်းကြီးတန်းမွင့်ပေါင်ဝင်ဖြစ်သွားအဲကြောင့်လောကလည်းမပြင်းစေနဲ့အခု AI ခေတ်ရောက်ပြီ AI ထိတက်အောင်လုပ်တာလောကကိုသိလိုက်လွန်းပြီးတော့လူစကားတွေကြီးသိသုံးလွန်းတော့လေဘုန်းကြီးစကားမပါတော့ဖះစကားမကြံတော့အလကားပဲအဲ့ဒါဆိုအလကားတရားဘာတရားမှမဟုတ်နော်တရားဆိုတာဖះတရားပဲဖြစ်ရအဲ့ဒါကိုလူတွေနားလဲအောင်လူစကားနဲ့တပြီးတော့ modify လုပ်ပြီးနော်အဲ့ဒါ modify လုပ်ဆိုတာသူတို့နဲ့နားလဲနိုင်တဲ့စကားလုံးတွေတပြီးတော့သုံးပြီးတော့ပြန်ပြောအဲ့ကြောင့်တို့ခစ်ကိုမျက်ခြေပြတ်သွားလို့မရဘူးဘုန်းကြီးတွေမျက်ခြေပြတ်သွားတာနဲ့အင်္ဂလိပ်ကဆွဲခွာသွားတယ်နောက်တတိမမှန်တဲ့အစိုးရတွေတက်လာတဲ့ကဘာလို့လိုက်လဲအပြီးဆွဲဖြဲလိုက်တယ်ဒီလိုဘုန်းကြီးတွေလူတွေကဘာအထင်ကြီးသေးလို့တော့တရေခေတ်တရားခေတ်တိုင်းပြည်တည်ဆောက်ခဲ့တယ်ဗကံခေတ်တိုင်းပြည်တည်ဆောက်ခဲ့တယ်စိုက်ပျိုးရေးနိုင်ငံကြီးတည်ထောင်ခဲ့တယ်နိုင်ငံတော်တည်ညီဝေးပြပြအောင်အေးချမ်းသာရအောင်ဖွံ့ဖြိုးတိုးတက်အောင်ဘာသာသာနာဗတ်စုံဖွံ့ဖြိုးတိုးတက်အောင်ကိုယ်ကွယ်မှုတွေမှန်ကောင်လုပ်ခဲ့တယ်အဲ့ဒီခေတ်ကပညာသင်တာဘုန်းကြီးတွေပဲဒါကြောင့်ကျေးဇူးတော်ရှင်မဟာကဏ္ဍဆရာတော်ဘုရားကြီးကဆရာဆိုတဲ့သကလုံးအသုံးလုံးကိုသူသုံးသပ်ပြတယ်ဆရာတော်မြန်မာတွေကပကံတေးခေတ်တွေကပကံခေတ်ဆက်နေရဆရာတော်ဘုန်းကြီးတွေကပညာသင်ပေးခဲ့တာဒါကြောင့်ဆရာတော်ကိုလိုနီခေတ်နောက်ပိုင်းကျတော့တော်တွေကမတော်တော့ဖြုတ်ခံလိုက်ရတယ်ဆရာဆိုလူတွေသားထိုးသွားတာဆရာတော်ပြန်ဖြစ်အောင်လို့ရှင်များတို့ဆရာတော်ပြန်ဖြစ်အောင်လို့ဘုန်းကြီးအဲ့ဆရာနဲ့တပည့်တော်တို့ကလူတွေတင်းတိမ်သွားရင်ဒီလိုစီရောက်မလားဒီလိုတို့ရှင်များသူတို့ကဘာကြောင့်ရှ िख ိုးကြတာကုသိုလ်ရမယ်ထင်လို့ရှ िख ိုးတာသူတို့အတွက်ရှ िख ိုးတာဒီလိုတို့ကြီးညိုလို့မဟုတ်ဘူးဟမ်
မလို့လဲရှိခိုးတာမလို့လဲလှူတာသူတို့ပြန်ရအောင်လို့မလို့လဲလှူတာတပည့်တော်တို့ကြီးညိုခံတိုင်းလောက်အောင်ကိုဒီလိုမျိုးတန်းပြန်ရအောင်အဲ့လိုမရောက်ဘူးဆိုရင်တော့ရှင်များတို့အခုဆရာတော်ကနေနော်ပြုတ်သွားတာနော်ဆရာဆိုပြီးဖြစ်သွားတာနော်ဘာကလို့ဆရာတော်ဘုရားကြီးဟောတာရှိတဲ့အနာဂတ်သာနာရေးတို့ဘာလို့မှလည်းဖတ်ကြည့်တရားလဲနာကြည့်လို့ရတယ်အဲ့ဒါဆရာဆိုတဲ့အသုံးတော့တည်းတိတ်တဏဟိတံအာသလေတိတိအာစရိယောဟိတဆိုတာတော့ရှင်များလောကုတ္တရာကြီးတဲ့ရိုးတော့တင်းတိမ်နေလို့မရလောကုတ္တရာရိုးတို့ရုပ်တရက်မလွယ်ဘူးလွယ်ပါမလားအဲ့တော့ဟိတဆိုတော့လောကီလောကုတ်အားလုံးမပါဘူးလေဗျာအဲ့ဒီဟာကိုအကျိုးစီးပွားကိုဆောင်းနိုင်မှဆရာတော်ဖြစ်မယ်ဗျာဆရာတော်ဖြစ်မှဒီရိုးတို့ကိုယ့်နေရာကိုနေခွင့်ရမယ်ဗျာဒါကြောင့်ဒီလိုခေတ်ဆက်ဆက်ပကံအင်းဝပင်းရသကိုင်းဘယ်ခေတ်ခဲ့ပဲပြောဒီခေတ်တည်းကိကသာဘုန်းကြီးတွေကဥဆောင်ခဲ့တာပညာရေးမှာအခုဒီလိုဘုန်းကြီးတွေဟာလူတွေရဲ့ကိုးကွယ်ခံထိုက်တဲ့နေရာရုံကြီးအားကိုးပြီးတော့ကိုးကွယ်ခံထိုက်တဲ့နေရာမှာတော်နေသွားပြီဒါကြောင့်တပည့်တော်အမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ်ပေးစရာရှိမှနေရာရှိပြောကြည့်ပါအောင်ဗျာဘာရတော့ရှင်ပြတော်မှာပေးစရာရှိလားတပည့်တော်တို့ကလူတွေကိုရွှေတွေငွေတွေပေးလို့ရမရကိုတောင်သူများစီကအလူခံပြီးသားဟုတ်တယ်မလားသူများပေးမှသားတာလေတပည့်တော်တို့ပေးတယ်ပါပညာပေးရမယ်အသိပေးရမယ်အသိအလိမ္မာဉာဏ်ပညာဝိဇ္ဇာအမောဟာအဲ့ဒါပညာပဲနာမည်တစ်ခုတည်းပဲအသိတို့အလိမ္မာတို့ဉာဏ်တို့ပညာတို့ဝိဇ္ဇာတို့အမောဟာတို့လူတွေကိုအလင်းပေးရလူတွေကိုအသိတွေပေးရလူတွေကိုအလေးကျင့်ကောင်းတွေပေးရပညာပေးရပေးတရားမရှိရင်နေရမရှိဘူးအဲ့ဒီကြမှာအခုရှင်များတို့တိုင်းပြည်ချင်းနေမကောင်းတော့အရင်မပြေးခဲ့ရဘူးလေဒီထဲမှာပြေးခဲ့တဲ့ဘုန်းကြီးဘယ်တော့ပါတပည့်တော်အရင်ဆုံးပြေးတာတပည့်တော်စလင်းကြီးရအောင်တပည့်တော်ပြေးလာတာ9နှစ်ရှိနေရှိတတိရှိလာတယ်တော့မထင်နဲ့ဟုတ်လားကိုဗစ်နောက်ပိုင်းမရောက်တော့ဘူးပြောပါတော့နိုင်ရင်မကောင်းတော့မသွားရဲဘူးလေအဲ့တော့ပြေးတော့တပည့်တော်ရှေ့ဆုံးကပြေးလာတာဟုတ်လားတပည့်တော်ရွာမှာစာကြည့်တိုက်ကြီးဖွင့်ထားတယ်ရည်ကြီးလိမ့်မာတွေသင်တယ်တပည့်တော်လူတော့လည်းစာသင်တာစာသင်ထားခဲ့တဲ့တမျိုးလုံးဆရာမတွေကြီးတယ်သူတို့ဆရာမဖြစ်ဘူးရင်သူတို့အတိလိမ္မာတွေမပေးဘူးရင်ရှင်ပြတို့နေရမရှိဘူးဟဲ့ဆိုရင်ဘုန်းကြီးတွေအရင်ပြေးပဲဟုတ်လားတိုင်းပြည်ပြန်ရင်ဘုန်းကြီးတွေရင်ငတ်တယ်ဆိုတာဟုတ်လားနော်ဒါနသမိုင်းတွေကြက်လဲပါလိမ့်မယ်ဆိုတော့တပည့်တော်တို့ကပေးဆရာမရှိရင်နေရမရှိဘူးဒါကြောင့်ပေးတရားရှိအောင်ကြိုးစားဖို့လိုလားမလိုဘူးလားဒီခေတ်တရားခေတ်ပကံခေတ်ဧဝပင်းရသကိုင်းကုန်းပါညောင်ရမ်းအစားရှိတဲ့ပြင်ခေတ်ဆက်တပည့်တော်တို့ဟာပေးနိုင်ခဲ့လို့နေရာရကြအတိတွေပေးခဲ့တယ်အလိမ္မာပေးခဲ့တယ်အဆုံးမကောင်းတွေပေးခဲ့တယ်ပြုတ်တွေတီကားတွေလင်းကားတွေကြပြားတွေစားတွေပေးတွေနဲ့ဆုံးမခဲ့နိုင်လို့တပည့်တော်တို့ကနေရာရှိခဲ့တယ်အခုတပည့်တော်နေရာတော်တော်ချင်းချင်းကြက်ကြက်ဖြစ်သွားပြီဘာဖြစ်လို့ဆိုဘုန်းကြီးတွေကပေးတရားမရှိဘူးဘုန်းကြီးတွေဒီမှာငါတို့ဘာမှမရှိဒီလိုမျိုးတဲ့အဲ့ဒါတော့အခုကဘုန်းကြီးတွေကဘာဖြစ်လာလဲဆိုအတိလိမ္မာအဆုံးအမကအများကြီးမပေးနိုင်တဲ့အခါအင်္ဂလိပ်စာလေးသင်ပေးလိုက်ကွန်ပျူတာလေးသင်ပေးလိုက်ဒီလိုကိုယ်တိုင်လုပ်ခဲ့လို့ပြောတာမထိရောက်ဘူးဒါကကြွယ်ကူရပါအနေနဲ့နည်းနည်းပါးတော့သင်လို့ရတယ်တို့ဆိုအဲ့ဒီဟာကိုသွားပြီး highlight မလုပ်နဲ့မရဘူးအရှင်များတို့အားလုံးအသိပညာဘုသူတ္တတွေပြေဝခြင်းနဲ့အပြောဆိုကောင်းခြင်းနဲ့အဟောပြောကောင်းခြင်းနဲ့ပညာတတ်ခြင်းနဲ့အလုံးပညာမတတ်ခြင်းဘူးလားဗျာတတ်ခြင်းနဲ့နော်ပညာတတ်ခြင်းနဲ့အဟောပြောကောင်းခြင်းနဲ့ကျို့ဟိုဓမ္မတိုင်းဆရာတော်ကတရားဟောကောင်းတာနော်ဆရာတော်ဥပသိန်းကြီးကလာခံတာဘယ်သူကတော့တရားဟောကောင်းလိုက်တာနော်ဘယ်ဆရာတော်ကတော့ဓမ္မကတိကနာမည်ကြီးတယ်ပေါက်တယ်တရားဟောကောင်းလိုက်တာဆိုအလိုလိုကောင်းလာတာဟုတ်ပါမလားမဟုတ်ဘူးဗျာ